ဘာဖြစ်နေရတော့လမ်းတော့ကောင်းမှုမတော်ဘူးအော်ဟေ့မင်းငါကြည့်နေတောက်ကြောင့်အိမ်ကစတွက်ထရလေငါရှိရပိတ်ပြီးရှောက်နေတာတေတော့မယ်မင်းကတော့အော်ဘာလောက်တာတော့ငါရှိရတယ်ဟမ်ဘာလို့ရင်းလဲမင်းဘလို့ပိတ်ရှောက်နေရလဲလို့ ပိတ်လျှောက်တာမဟုတ်လေမင်းမဲသူများတဲ့ခြေတလန်းစောရမယ်ဆို ဟုတ်တာကြတော့မမထားတယ်မဟုတ်တာကြတော့မမထားကဲမင်းရှောက်ချင်တော့ရှောက်တော့ကွာ ဒါကွာ ဟောဟဲ့မင်းလူတစ်ယောက်လုံးတော့မမြင်ဘူးလားလောက်ကြလက်စလိုက်တာလက်စလိုက်တာမမြင်ဘူးလား你进来多大门你喽？မတိုင်တော့တိုင်မယ် ဘလိုက်နေလဲကွာ ဘလိုက်တွေကိုငါမပြောဘူးကွာလက်မလဲတတူးတွေแล้วဒုက္ခပဲဟေ့မင်းဘာကိစ္စတော့ထိုးရတာတော့လို့ မင်းမဲပြောတာလေသူများတဲ့လက်ဦးမှုရရမယ်အဲ့တော့ငါပိတ်ထိုးပြတာဗောကွာ အခုလူကြီးတွေသွားတိုက်ပြီးတယ်ပြဿနာပါပဲကွာ မင်းလည်းငါပဲစူနေရပဲဟုတ်တယ်ဘာမှလည်းမသိဘူး အော်ဒါဟုတ်စုတယ်ဟလားလက်တော့တယ်ဆိုတာသူများကောင်ထိုးခိုင်းတာမဟုတ်ဘူးကွာငါလက်တော့တယ်ပြောတယ်ဆိုတာကစားတာတောက်တာသွားတာလာတာနေတာထိုင်အဲ့ဒါကိုပြောနေတာ ဒီလိုလေမင်းလက်သွဲအောင်လုံးဆိုတော့ငါလည်းထိုးလိုက်မိတာဗော အေးမင်းမဟုတ်တဲ့ခိုင်ဆိုင်မင်းကောက်ကောက်ပြီး တိပြီကွာတိပြီ သိပြီနဲ့ပြီးရင်တလွယ်ပဲလို့ ဟာဦးသလေးဟာစောက်တယ်ကြားရတာဗျာခင်ဗျာလေ ဟုတ်လေကိုတော်ကြီးစောင့်တာကြားတာဘိုက်တောင်စားနေပြီ ဟုတ်ကဲ့တော်သမင်းစောက် ဟုတ်ကဲ့ပါ လာလိုက်ကဲထိုင်ဗျာထိုင်ဒီသားစုပြေမှာစားရတာဗောဟုတ်ကဲ့ကဲကိုတော်လေးစားလာတယ်နေဒီမှာစားလာတာဟုတ်ကဲ့စားကောင်းတာဗျာလိုက်တာလို့လားတော်တော်မိန်တာဗျဒါလေးမှထက်တာနော်ဘယ်ကောင်းပါလဲကိုနော်မကောင်းလိုက်လားဘာလဲနေဝိုင်းမကုန်တော့ကဲသူလည်းမကုန်တော့ဘူးတို့လည်းစားမရတော့ဘူးတွက်လက်နောက်မင်းကောင်လေးငါ့ကိုဘယ်တော့မှခေါင်းမလာနဲ့ ရှင်လည်းပြန်တော့ မစားဘူး ငါလည်းမစားသေးဘူးကွာ ဗျာဟောစငွားလေတူ ဆွဆွပဲကြီးမင်းစားရမလားလာတော့ပဲငါအပြင်ခဏသွားနေလို့ငါလည်း အဲ့ဘာလို့လဲ ထမစားမလို့ဒီ စားမင်းဝင်ကျွေးနေငါတယောက်တည်းစားမှာ ဟုတ်တယ်နှစ်စလုံးတော့ရှိတာပဲမင်းက ငါမဝါဘူးအဲ့ဒါပါငါစားမှာ ဟိုမင်းကလည်းကွာတကယ်ချင်းချင်းကိုဘာဖြစ်လို့လဲငါတမင်းနေစားတာ ဟေ့ရမင်းပတ်ဆက်ကိုပိတ်တာငါမျက်စိရှက်မင်းထွက်သွားငါမနေ့ရတယ်မင်းကတင်းနေရ မင်းကဘာလဲဘူး မင်းကိုလုံးတိုင်းကိုမမှတ်မိဘူးဟမ်မင်းငါ့ကိုမျက်နှာပြည့်အောင်လည်းမဟုတ်ဘူးမင်းမျက်နှာပါအုံးမဲ့တုတ်ပြစ်တာ ဟုတ်တယ်အိုးမဲမတော့ပါဘူးငါထမင်းနဲ့ရင်းနေပဲစား အေးအဲ့ဒီကိစ္စကိုပဲပြောနေတာဟမ်တငယ်ချင်းအိမ်မှာကွာထမင်းဖိတ်လို့ထမင်းသွားစားတယ်အဲ့ဒါမင်းစားတာမင်းလက်တွေမင်းလက်တွေကြီးပဲအိမ်ရှင်အောင်မှဇွန်းတစ်ချက်မကန်ရဘူး ဟောမင်းမပြောရလေလက်သွဲရမယ်ဆိုသူများတဲ့လက်သွဲရမယ်ဆိုတော့ငါအဲ့လိုစားလိုက်တာလေမင်း